အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာက Facebook ဖေအောက်ကောက်ဘယ်လိုမျိုးပုံစံဖို့ရမလဲလက်ရှိဒီ pick up ဆိုရင်တော့content monetization set up ကမပေါ်သေးဘူးပေါ့နော်ဒါပေမဲ့ star နဲ့ fan subscription set up ကပေါ်လာခဲ့ပြီဒါဆိုရင်တော့ Facebook ဖေအောက်ကောက်ကဘယ်လိုမျိုးပုံစံလောက်ရမလဲဆိုတော့ကျွန်တော်မျှဝေပေးမယ်ပေါ့နော် Facebook ဖေအောက်ကောက်လောက်လာကြတော့အရင်ကြီးတော့မခက်ဘူးလိုလလေးပါပဲဒီနေရာမှာ Facebook ဖေအောက်ကောက်ဆိုပါလဲဆိုတာကျတော့တိတွက်ရအောင်ပေါ့နော် Facebook ဖေအောက်ကောက်ဆိုတာကျတော့အဓိကငွေထုတ်တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ Facebook ကနေဗီဒီယိုတို့တပ်ပုံတို့တင်တဲ့ခါကျရင်တော့အဲ့လိုမျိုးပိုက်ဆိုင်တွေကရလာတဲ့ခါမှာအဲ့ဒီပိုက်ဆိုင်တွေကကျွန်တော်တို့ရဲ့ဖေအောက်ကောက်ထဲမှာပဲရောက်ရှိလာခဲ့တာပေါ့နော်ဒါကြောင့်ဖေအောက်ကောက်လေးကလောက်တဲ့ခါမှာမမားရအောင်ကျွန်တော်ဒီနေ့မှာမျှဝေပေးမှာပေါ့နော်အခုလက်ရှိကျွန်တော်တော့ star နဲ့ဖွင့်ပြပေးမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဖေအောက်ကောက်လောက်တော့မယ်ဆိုရင်တော့ဒီမှာ set up ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီနေရာကိုနှိပ်လိုက်မယ်ဒီနေရာကိုနှိပ်မယ်ပြီးရင်တော့ဒါကိုထပ်ပြီးတော့ next ကိုနှိပ်မယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ဘက်ကဒီအသစ်ကိုဖွင့်မယ်ဆိုရင်တော့ create new business ကိုနှိပ်ပေးရပါမယ်ပြီးရင်တော့ဒီနေရာမှာကျတော့ကိုကတော့ဘယ်နိုင်ငံနဲ့ရှောက်မလဲပေါ့နော်ထိုင်းနိုင်ငံနဲ့ရှောက်မလားစင်ကာပူနိုင်ငံနဲ့ရှောက်မလားမလေးရှားနိုင်ငံနဲ့ရှောက်မလားအတိကပေါ့နော်ကိုနေထိုင်တဲ့နေရာမှာဖွင့်ရမယ်ပေါ့နော်အတိကကိုနေထိုင်တဲ့နေရာမှာနိုင်ငံကိုတော့ရွေးချယ်ပေးရမယ်ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်တို့ဘက်က country ကတော့မြန်မာကိုရွေးလို့မရဘူးအဓိကပေါ့နော်ဒီ content monetization တို့ star တို့ eligible country ဖြစ်မဲ့နိုင်ငံတွေကပဲရွေးရမယ်ဒီနေရာမှာကျတော့ content monetization အဓိကပေါ့နော်တရားဝင်ရှောက်လို့ရမယ့်နိုင်ငံကဒီမှာပေါ့နော်ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာပေါ့နော်ဒီနိုင်ငံတွေကပဲကျွန်တော်တို့ဘက်ကပေးအောက်ကောက်ဖွင့်လို့ရတာပေါ့နော်ကျန်တဲ့တခြားသောနိုင်ငံတွေမှာဆိုရင်လုံးဝတော့ဖွင့်လို့မရဘူးမြန်မာနိုင်ငံဆိုရင်လည်းရွေးလို့မရဘူးတကယ်လို့ရွေးမယ်ဆိုရင်တော့ပိတ်ခံထိနိုင်တယ်ပေါ့နော်ကျွန်တော်ကလက်ရှိထိုင်းမှာဆိုတော့ထိုင်းနိုင်ငံကိုရွေးလိုက်ပါမယ်အဲ့တော့မိတ်ဆွေတို့ကဘယ်နိုင်ငံမှာရှိနေတယ်လဲပေါ့နော်ကိုရှိတဲ့နိုင်ငံကိုရွေးချယ်ပါပြီးရင်တော့ဒီနေရာမှာကျတော့ကိုယ့်ရဲ့နာမည်ပေါ့နော်ကိုယ့်ရဲ့နာမည်တွေကလည်းထည့်ပေးရမယ်ပေါ့နော်ဒီနေရာမှာကျတော့ကိုတောင်းရမဲ့ဘဏ်ကောက်နဲ့နာမည်ကတူဖို့အရေးကြီးရတာနော်မတူဘူးဆိုရင်လည်းမရဘူးတကယ်လို့မတူဘူးဆိုရင်တော့ငွေထောက်တဲ့အခါမှာပြဿနာရှိနိုင်တယ်ပေါ့နော်ပြီးတော့မွေးနေ့ကမှန်ဖို့လိုတယ်နော်မွေးနေ့တွေကလည်းnext ကိုထည့်ပြီးတော့နှိပ်မယ် Thailand ဆိုတာကျတော့ပန်းရောင်ကတ်နဲ့လည်းထည့်လို့ရတယ်เนาะဒီနေရာမှာအဓိက test ID နေရာမှာပေါ့เนาะတကယ်လို့ကို့မှာပန်းရောင်ကတ်မရှိဘူးဆိုရင်လည်းရင်မောင်းလိန်စင်တို့ passport တို့ပေါ့เนาะမြန်မာ passport number တို့လည်းထည့်လို့ရတယ်ဒီမှာပေါ့เนาะအချက်လိုက်တွေကပြီးတော့ဒါကိုနေထိုင်တဲ့လိပ်စာတွေမှာထည့်ပေးရပါမယ်ပြီးရင်တော့ post tag ကောက်ပေါ့เนาะပြီးရင်တော့ time ဖုန်းနံပါတ်အနေနဲ့ကျွန်တော်တို့ဘက်ကထပ်ပြီးတော့ထည့်ပေးရမယ်ဒီကဒီနေရာမှာပေါ့နော်ဒီနေရာမှာကျတော့ကို့မှာပန်းရောင်ကတ်ရှိတယ်ဆိုရင်လည်းပန်းရောင်ကတ်နံပါတ်ကိုထည့်လို့ရတယ်မဟုတ်ဘူးဆိုရင်လည်းမြန်မာ passport အနီစာအုပ်ပေါ့နော်အဲ့ဒီနံပါတ်ကိုလည်းကျွန်တော်တို့ကထည့်လို့ရတယ်
ပြီးရင်ဒီအောက်ကဟာကြတော့ထည့်ဆရာမလို့ဘူးเนาะဒါကိုမှတ်ချပေးရမယ်ပြီးရင်တော့ nice ကိုထည့်ပြီးတော့နှိပ်မယ်ပြီးတော့ဒီနေရာမှာဘယ်ဟာကိုရွေးရမလဲဆိုတာကြတော့ဒီကအလဲကဟာရွေးတာပိုကောင်းတာပေါ့เนาะပြီးရင်တော့ကိုတုံးရမယ့်ဘန်ကောက်ပေါ့နော်ဘာဘန်ကောက်မျိုးစားလဲပေါ့ SCB ဘန်လားဒါမှမဟုတ်ခွန်ထိုင်းဘန်လားပေါ့နော်အတိက street code number တွားယူရမယ်လက်ရှိဒီသူကဆိုရင်လဲပေါ့နော်ခွန် grade ဘန်ကောက်ဖြစ်တာကြောင့်ဒါကို copy လေးယူပြီးတော့ဒီနေရာမှာထည့်ပေးရမယ်ပြီးရင်တော့ pen number ကိုထည့်ပေးရမယ်ပြီးရင်တော့ကျွန်တော်တို့ဘက်က link ဖြောင်းမတန်းနေရကိုနှိပ်ပေးရမယ်โอเคရပြီဆိုရင်တော့ကျွန်တော်တို့ဘက်ကနောက်ထပ် tag information ကိုထည့်ပြီးတော့ဖြည့်ပေးရမယ် continue ကိုနှိပ်ပေးပါမယ်ပြီးတော့ continue ကိုထည့်ပြီးတော့နှိပ်ပေးရပါမယ်အဲ့ဒါပြီးဆိုရင်တော့ကျွန်တော်တို့ဘက်က no ကိုရွေးမယ် no ကိုထည့်ပြီးတော့ရွေးမယ်ပြီးရင်တော့ night ကိုထည့်ပြီးတော့နှိပ်မယ်โอเคဒီနေရာမှာကျတော့ကျွန်တော်တို့ဘက်က country of citizenship ဆိုတာကျတော့ကိုကတော့မြန်မာနိုင်ငံသားဆိုတာကျတော့ဒီနေရာမှာမြန်မာကိုရွေးပေးရပါမယ်ပြီးရင်တော့ nice ကိုထည့်ပြီးတော့နှိပ်မယ် nice ကိုထည့်ပြီးတော့နှိပ်မယ် nice ပြီးရင်တော့ဒါကို 0% အနေနဲ့ထည့်ပြီးတော့နှိပ်မယ်ဒီဟာလေးပြီးရင်တော့ကျွန်တော်တို့ဘက်ကနာမည်ပေါ့နော်ခုနနာမည်ကိုပြင်ပြီးတော့ဖြည့်ပေးမယ်ပြီးရင်တော့ date ပေါ့နော် okay ပြီးရင်တော့ nice ကိုထည့်ပြီးတော့နှိပ်မယ်ဒါကတော့ WF pin form ပေါ့နော်ပြီးရင်တော့ submit form အခုလိုမျိုးသူကတော့ that information is complete ပေါ့နော်ကျွန်တော်တို့ test ဖြည့်တာအောင်မြင်သွားခဲ့ပြီဒါဆိုရင်တော့ then ကိုနှိပ်မယ် then ကိုထပ်ပြီးတော့နှိပ်မယ် then submit for review အခုဆိုရင်တော့ payout account ရှောက်တာကျတော့အောင်မြင်သွားခဲ့ပြီပေါ့နော်ဒီမှာကျွန်တော်တို့ဘက်ကတွားပြီးတော့စိတ်ကြည့်လို့ရတယ်ဒီမှာပေါ့နော် payout account နေရာကျွန်တော်တို့ဘက်ကနှိပ်မယ်ဒါမျိုးပုံစံပေါ့နော်ဒီမှာ tab for နေရာကိုနှိပ်မယ်ဆိုရင်လည်းဒီမှာအကုန်လုံးရှိနေပြီးသားပဲဒီမှာပေါ့နော်ဘန်ကောက်နဲ့နာမည်တူဖို့လိုတယ်နော်မတူဘူးဆိုရင်လည်းမရဘူးအဲ့တော့နောက်ပိုင်းကျရင်ကိုယ့်ရဲ့ Facebook page ထဲမှာ content monetization set up ပေါ်ပြီးဆိုတာကျတော့ spoiler ပြီးဆိုတာကျတော့ဒီ payout ကိုတိုင်းပြီးတော့ချိန်လိုက်ရုံပဲပေါ့နော်ဒါကြောင့် Facebook payout account ဖို့ရကြတော့အရင်ကြည့်တော့မခက်ဘူးလော်လည်လေးပါပဲအတိကကျွန်တော်တို့ဖြည့်တဲ့ခါမှာအချက်လက်တွေကမှန်ကန်ပေးဖို့လိုပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာတွေကတော့ဒီ Facebook payout account ဖို့ရကြတော့အကောင်လုံးဒီလိုမျိုးပုံစံပဲပေါ့နော်ဒါဆိုရင်တော့ဒီနေ့ဝီကတော့ဒီလောက်ပါပဲနောက်နေ့ကျရင်လည်းတခြားတော့ monetization နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကျွန်တော်ရဲ့ channel တွေမှာထပ်ပြီးတော့မျှဝေပေးတော့ပါမယ်အခုလိုမျိုးကျွန်တော်ရဲ့ channel တွေကကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscription နဲ့လုပ်ပေးခဲ့ကြပါဦးနောက် video တွေမှာကျွန်တော်တို့ဘက်ကပြင်ပြီးတော့တွေ့ကြပါမယ်